ကျဲဒီပေါက်အပြောက်ပေါ့နော်ရှာပြောက်မဟုတ်ကျဲဒီပေါက်အပြောက်ကိုတင်ပါအဲ့တော့ဒီမှာဆိုရင်ကျဲဒီစာကိုဘယ်လောက်ထုတ်လဲ 1.3 cm ကျဲဒီစာအပြားထုတ်လို့ရတယ် 2.5 ကျဲဒီစာအပြားထုတ်လို့ရတယ်အမရဲ့ဒီကျဲဒီစာအပြားဒီ3 cm အပြားနော်နည်းနည်းကြီးကြီးလေးဆိုတော့ချုပ်ပြတဲ့အခါမှာလည်းမြင်ရအောင်ဆိုပြီးတော့အမ 3cm လေးကိုရွေးပြီးတော့လုပ်ထားတာတကယ်လို့ကိုကအဲ့လောက်ရှာပြမကြိုက်ဘူးဒီလောက်ပေါ့နော်နည်းနည်းတေးသေးလေးလုပ်ချင်တယ် 2.5 လောက်ဆိုလည်းရတယ်ပေါ့နော် 2.5 ဆိုရင်တော့အမတို့ကစင်တာမြင်ကနေတစ်ဖက်ကို 1.25 တစ်ဖက်ကို 1.25 ယူပေးရမယ် 3cm ဆိုရင်တော့တစ်ဖက်ကို 1.5 တစ်ဖက်ကို 1.5 ပဲယူပေးရမယ်နော်ဒီမှာအမက 1.3cm နဲ့ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီရှာဒီအလဲကစင်တာမြင်ကိုခွပြီးတော့တစ်ဖက်ကို 1.5 အတွင်းထဲကို 1.5 ယူမယ်ရှာမယ်နော်စောင်းမှာမလို့ဆွဲလိုက်မယ်နော်ရှာမယ်နော်အဲ့တော့ကျဲသီးပေါက်လေးတွေကဒီအလယ်မှာရှိမှာပေါ့ဒီအလယ်မှာရှိမှာပေါ့ကျဲသီးပေါက်လေးတွေကဟုတ်ပြီနော်ဒီအလယ်မှာကျဲသီးပေါက်လေးတွေရှိမှာအလယ်ဆိုအလယ်လိုင်းမှာရှိမှာမဟုတ်ဘူးနော်ဒီအပြားမှာရှိမှာဒီအပြားမှာရှိမှာအဲ့ဒါကိုပြောချင်တာနော်အဲ့တော့ဒီမှာဆိုရင် 3cm ဆိုတော့အမတို့ကတစ်ဖက်ကိုဘယ်လောက်ယူလိုက်တာလဲတစ်ဖက်ကို 1.5 တစ်ဖက်ကို 1.5 အဲ့တော့ကျဲသီးပြားကဘယ်လောက်လဲ 3cm မဟုတ်နှစ်ခုပေါင်းဆိုတော့ဟုတ်ပြီနော်ခဲလို့ကိုက 2.5 ပြားလောက်ပဲလိုချင်နေဆိုရင် 1.25 ယူရုံပဲနော်အဲ့တော့ဒီဟာကိုဒီအပိုင်းကိုအမတို့က1ဆိုပြီးတော့သတ်မှတ်ပေးမယ်နော်1ဆိုပြီးသတ်မှတ်ပေးမယ်ပြီးသွားရင်ဟိုကျဲသီးပြောက်ရှာဖြစ်တဲ့အတွက်ကြောင့်အမတို့ဒီလိုမျိုးအပိုင်း၄ပိုင်းရှိရမယ်ဒီလိုမျိုးကျဲသီးပြား၄ပြားရှိရမယ်ကျဲသီးပြား၄ပြားရှိရမယ်ဆိုတော့ဒီမှာက 1.5 ယူလိုက်တော့ဒီအပြားကြီးကဘယ်လောက်လဲ 3cm ဖြစ်သွားတာပေါ့ 3cm ဆိုရင်နောက်ထပ် 3cm 3ပြားထပ်လို့တယ်ဘာဖြစ်လို့လဲဆိုတော့ကျဲသီးပြောက်ရှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒါကဘာလဲ 3cm အဲ့တော့ရိုးရိုးရှာပေါ့နော်ကျဲသီးပြောက်ရှာပြားမဟုတ်ဘဲနဲ့ရိုးရိုးပုံမှန်ပဲချုပ်ချင်တဲ့သူတွေဆိုရင်ဒီအဆင့်နေရမယ် 1.5 ယူတယ်နောက်ထပ်ကျဲသီးခောက်စာ 3cm ယူပြီးတော့ချုပ်စာ 1cm ဘေးကိုထုတ်လိုက်ပြီဆိုရင်ရပြီဒီအဆင့်ပဲဒီတစ်ဆင့်ပဲပေါ့နော်ကျဲရိုးရိုးချုပ်မဲ့သူတွေကဒါနဲ့နေရပြီမဟုတ်ဘူးရှာပြောက်ကျဲသီးပြောက်ရှာချုပ်မဲ့ဆိုတဲ့သူတွေကအခုမှပြတဲ့ဟာကိုဆက်ကြည့်ပါမယ်နော်အဲ့တော့ဒီဟာကိုကြတော့မတို့ကအပိုင်းနှစ်လို့ခေါ်မယ်နော်နှစ်ပေါ့အားလုံးကဘယ်နှပိုင်းရှာမယ်ပြောတာ၄ပိုင်းเนาะ၄ပိုင်းဆိုတဲ့အတွက်ကြောင့်နောက်ထပ်2ခုလိုသေးတယ် 3cm နောက်ထပ်2ပြားလိုသေးတယ်တကယ်လို့ 2.5 ဆိုရင်လည်းနောက်ထပ် 2.5 2ပြားလိုတယ်ပေါ့3 4ဟုတ်ပြီနော်ဒီမှာအဲ့ဒါဆိုရင်ဒီမှာ 3cm ရမယ်နော်အဲ့ဒါက3ဒါက4တွေ့လားရမယ်နော်ကျဲသီးပြောက်ရှာပြားအတွက်ကဒီလို၄ပိုင်းလိုတယ်ရိုးရိုးရှာပြားဆိုဒီနှစ်ပဲဒီ3လေးမပါဘူးနော်3လေးမပါဘူးပြီးွားပြီဆိုတော့မှချုပ်စာ 1cm တခါလေးထုတ်မယ်မလောက်ဘူးဆိုရင်ပိတ်စာမှာထုတ်လို့ရတယ်နော်ဒါပေမဲ့ဒီမှာတခါလေးထုတ်လိုက်တာဒါမေ့တယ်လို့ဒါကချုပ်စာ1နော်ဒါလေးကချုပ်စာ 1cm ရမယ်နော်ဒီဟုတ်ပြီအဲ့ဒါဆိုရင်မဒါကိုဖြတ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်အင်ကြီးမှာဒီရှာပြားချိုးတဲ့ပုံကိုအခုစက်ကူမှာချိုးပြမယ်နော်အင်ကြီးချုပ်တဲ့ခါမှာလည်းအင်ကြီးမှာထပ်ချိုးပြထားတယ်ပေါ့နော်အခုဒီကအမြင်ရှင်းအောင်မှတခါလေးဒီမှာချိုးပြမယ်အဲ့တော့ရှာပြားကိုဒီကျဲသီးပြောက်ရှာပြားချိုးမယ်ဆိုရင်ဘယ် line ကိုအရင်စချိုးရမလဲဆိုတော့ဒီမှာတွေ့လားဒီ line ဒီ4အပိုင်းရဲ့ line ဒီ line ဟုတ်ပြီနော်ဒီ line 4အပိုင်းရဲ့ line ကိုအရင်စချိုးမယ်
မပြတယ်လို့ချိုးမယ်နော်ကဲဟုတ်ပြီနော်4ကိုဘာလုပ်လိုက်လဲချိုးလိုက်တယ်ချိုးပြီးသွားပြီဆိုရင်နောက်ထပ်ဘာကိုချိုးမလဲဆိုတော့2ဒီ line ကိုချိုးမယ်အရင်ဦးဆုံးဒီ4ကိုချိုးတယ်1ကိုမချိုးဘူးเนาะဒီ6စာ1လေးကိုမချိုးဘူးเนาะတေချာကြည့်ပြီเนาะနားမလဲရင်2ခေါက်3ခေါက်လောက်ပြန်ကြည့်ပြီဒီ1 cm ကိုမချိုးဘဲနဲ့တမ်းပြီး4မြင်းကိုချိုးတယ်4မြင်းကိုချိုးပြီးသွားပြီဆိုရင်2မြင်းကိုလာချိုးမယ်ရမလား2မြင်းကိုလာချိုးမယ်เนาะအဲ့ဒါဆိုရင်အခု2မြင်းကိုထပ်ချိုးမယ်ရပြီနော်ဒီမှာ2မြင်းလာချိုးလိုက်ပြီအဲ့ဒါဆိုရင်အမတို့ကအင်ကြီးမှာဆိုအခုချိုးပြတဲ့ပုံတိုင်းချိုးမှာနော်အဲ့လိုချိုးလိုက်တဲ့အခါမှာလေ2နဲ့3ရဲ့ဒီအလယ်မြင်းတွေ့လားအဲ့ဒီအလယ်မြင်းကိုမလုပ်မှာလဲစွာနင်းမှာစန့်တကြောင်နင်းချမှာဟုတ်ပြီနော်အဲ့လိုလဲနင်းချလိုက်ကောဒီလိုမျိုးနင်းချလိုက်မှာပေါ့အင်ကြီးမှာဒီလိုချိုးပြီးသွားပြီဆိုရင်အမတို့ဒီမှာနင်းချလိုက်မှာဒီအလယ်မြင်းကိုအဲ့လိုလဲနင်းချလိုက်ကောဒီမှာကြည့်ဒီလိုဖြစ်သွားမှာဒီမှာနော်နင်းချပြီးွားပြီဆိုရင်ထွက်လာမယ့်ရုပ်ကိုပြမယ်နော်ဒီအောက်က 1cm ကချုပ်စာကလည်းနင်းချတဲ့ထဲမှာပါသွားမှာနော်သူကလည်းသူအင်ကြီးချုပ်တဲ့အခါမှာလည်းထပ်ပြီးတော့ချိုးပြထားတယ်ကိုကနဲ့ကိုပတ်တန်မှာချိုးချလို့ရအောင်နော်ချိုးတအောင်ချိုးပြထားတာဒီလိုမျိုးထွက်လာမှာဟုတ်ပြီနော်ကျဲသီးကဒီမှာလို့ပြပေးမယ်ဘယ်မှာရှိမလဲဒီထဲမှာရှိမှာကျဲသီးပေါက်တွေအကုန်လုံးကဒီထဲမှာကျဲသီးပေါက်တွေပေါ့နော်ဒီထဲမှာကျဲသီးပေါက်တွေရှိမှာဟုတ်ပြီလားရှာကျဲသီးပေါက်ကိုမမြင်ရအောင်ဒီထဲမှာရမယ်နော်အဲ့တော့ကိုကချုပ်ချမှာကဒီအလယ်မြင်းနော်ဒီအလယ်မြင်းကိုချုပ်ချလိုက်မှာချုပ်ချပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးခောက်လိုက်တာနဲ့ကိုသူကဒီလိုအိမ်လေးဖြစ်သွားမှာဟုတ်ပြီလားအိမ်လေးဖြစ်သွားမှာအဲ့တော့ဒီအလယ်မှာကျဲသီးပေါက်တွေဟုတ်ပြီနော်ကျဲသီးပေါက်တွေဒီမှာအရာပြခဲ့တာဒီအပေါ်မှာမဖောက်ကအောင်နော်ကျဲသီးပေါက်ကဖောက်ဒီထဲမှာဖောက်မှာရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒါလေးခဏထားအောင်မနော်မခွာသေးဘူးဆိုတာကဒီမှာလေဘင်းနေရာကိုညှပ်ပြချင်တော့နော်